အာဂျင်တီးနားကိုခြေသားနဲ့အနိုင်ယူပြီးတော့မှစပိန်တို့ကမ္ဘာချန်ပီယံဖြစ်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကမ္ဘာဖလားဖိုင်နယ်ပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ကမ္ဘာဖလားမှာဒါစပိန်နဲ့အာဂျင်တီးနားကိုထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်ဒီနေ့ပွဲစဉ်မှာစပိန်အရန်ကိုကောင်းပြီးတော့မှအာဂျင်တီးနားကိုဒါအချိန်မိုမိနစ်120တိရောက်သွားခဲ့တယ်ဒါပေမဲ့ဒါအနိုင်ကိုသွင်းပြီးတော့မှဖာရန်တော်ကအနိုင်ကိုသွင်းပြီးတော့မှဒါစပိန်ကိုကမ္ဘာချန်ပီယံဖြစ်စေခဲ့တယ်ပေါ့ဗျာဒီပွဲစဉ်မှာကျွန်တော်တို့ပြောစရာကြီးအများကြီးရှိတယ်ကျွန်တော်ပြောရမယ်ဆိုရင်စပိန်ရဲ့ကစားပုံကစားကွက်ဒါ unity ဖြစ်မှု combat ဖြစ်မှုကျွန်တော်အရှိမဒါပွဲချုပ်သုံးသက်ချက်မှာပြောထားခဲ့သလိုပဲအရန်ကောင်းမလို့နဲ့စပိန်တွေကိုကျွန်တော်တို့တွေ့ခဲ့ရတယ်စပိန်ကတကယ်လည်း impressive ဖြစ်တဲ့ဒီ semi final မှာလည်းအကောင်းဆုံးအသင်းဖြစ်တဲ့ပြင်သစ်ကိုဖြုတ်ချထားခဲ့တယ်အခုလည်းဒါမက်ဆီပါဝင်နေတဲ့အာဂျင်တီးနားကိုနောက်ကောက်ချခဲ့ပြီးတော့မှကမ္ဘာချန်ပီယံကိုရယူသွားခဲ့ပြီဖြစ်ပါတယ်ဒါကတော့သူတို့ရဲ့ဒုတိယအကြိမ်မြောက်ကမ္ဘာဖလားဖြစ်ပြီးတော့မှဒါရင်ဘတ်မှာကျဲနှလုံးတက်ခွင့်ရသွားခဲ့ပြီပေါ့ဗျာဒီတော့အာဂျင်တီးနားအနေနဲ့ဒီနေ့ပွဲစဉ်မှာဘောလုံးကစားဖို့ထက်ဒါစပိန်ကိုရင်ဆိုင်ရတာဒါသူတို့ခက်ခဲမယ်ဆိုတာသိရောဒါခက်ကြမ်းကြမ်းပဲကစားသွားတယ်သူတို့ရဲ့အဓိကကစားသမားမက်ဆီဒီနေ့ပွဲစဉ်မှာဘာမှမလုပ်နိုင်ခဲ့ဘူးကျွန်တော်ပွဲချုပ်သုံးသက်ချက်မှာလောက်ထားခဲ့သူပဲဒါစပိန်နေတော့မက်ဆီကို isolate ဖြစ်အောင်လုပ်သွားခဲ့တယ်မက်ဆီဘာမှအခွင့်အရေးကောင်းကမရဘူးမမေးအာဂျင်တီးနားဒီဒီရှုံးတာကတ်တောင်လောကမရှိဘဲနဲ့ဒါပွဲကိုပြီးဆုံးသွားတယ်စပိန်တို့အဲ့လောက်ထိကိုဒါအာဂျင်တီးနားကိုဒါဖိစီးကစားသွားခဲ့တယ်ပေါ့ဗျာဒီပွဲစဉ်မှာတော့အမှန်တိုင်းပြောရမယ်ဆိုရင်ဒီကွဲတယ်မှာရိုဒရီအရန်ကောင်းတယ်ရမန်ကောင်းတယ်ဒါဖာဘီယန်ရူးစ်တို့ကောင်းတယ်ဆိုပေမဲ့ဒီအနိုင်ကိုသွင်းဖို့အတွက်ဒါစပိန်တို့မိနစ်90မလုံလောက်ခဲ့ဘူးအာဂျင်တီးနားတို့ကောင်းခုခံပြီးတော့မှဆော့သွားခဲ့တယ်အာဂျင်တီးနားလည်းတော်တော်များများဒါကစားတာချမ်းတဲ့ကြောင့်မလို့ဒါအဝါကတ်တွေအများစွာထိသွားခဲ့တယ်နောက်ပြီးတော့နောက်ပိုင်းမှာဒါအချိန်မိုအထိရောက်သွားတယ်ပေါ့ဗျာအချိန်မိုရောက်သွားတဲ့ခါကျတော့ဒါအာဂျင်တီးနားအန်ဆူဖာနန်တက်ကထုတ်ကန်ထားတဲ့ခါကျတော့ဒါ10ယောက်17ယောက်ဖြစ်သွားတယ်ဒီမှာအာဂျင်တီးနားတို့ဒါကောင်းပိတ်ဆော့ပြီးတော့မှဒါပယ်နတီတီတွားဖို့အတွက်ကြိုးစားခဲ့ရဆိုပေမဲ့လည်းစပိန်ရဲ့ကောင်းမွန်လွန်တဲ့ဒါတိုက်စစ်နဲ့ဒီစပိန်ရဲ့ကောင်းမွန်လွန်တဲ့ဒါ transition တွေရရင်စင်အာဂျင်တီးနားတို့ရှုံးနေသွားခဲ့ရတယ်အဲ့လုံးဝလည်းရမားတင်ပေးလိုက်တယ်ဒါဟိုဘက်ကနီကိုဝီလီယံခေါင်းတိုက်ပြီးပြန်ချပေးရလို့ဖာရန်တော်ရက်ဒါကန်သွင်းသွားခဲ့တာတော်တော်ကောင်းမွန်တဲ့ကန်သွင်းချက်နဲ့ပဲဒါစပိန်ကိုချန်ပီယံဖြစ်စေခဲ့တာပဲကျွန်တော်တို့ကုတ်ကြီးမက်ဆီကိုတော့ကျွန်တော်တို့စိတ်မကောင်းဘူးပေါ့ဗျာမက်ဆီအနေနဲ့ဒါသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်တဲ့အတွက်ကြောင့်မလို့ရသွားစေခြင်းတယ်တကယ်ကြရင်အာဂျင်တီးနားအသင်းကိုကျွန်တော်ကတိတ်ကြိုက်လာတယ်တော့မပါဘူးတခြားဘာကြောင့်မှမဟုတ်ဘူးဒီကောင်လေးရဲ့ကစားပုံကိုကြိုက်ကိုမကြိုက်တာကစားကွက်မရှိဘာဖြစ်စိတ်သက်တစ်ခုရနဲ့ပဲသွားနေတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တာမက်ဆီရှိလို့ဒါဒီအသင်းကိုကြည့်နေတာပေါ့ဗျာမက်ဆီကလွဲလို့ဗျာကျန်တဲ့ကောင်တွေတော့ကျွန်တော်မကြိုက်ဘူးဒီကောင်လေးရဲ့ mentality တွေကျွန်တော်သိမကြိုက်ဘူးမက်ဆီကတော့ဒီနေ့ပွဲစဉ်မှာဘာမှခွင့်ရင်းမရသွားဘဲနဲ့ဒါစပိန်ရဲ့ထိချုပ်ရှင်ကိုခံခဲ့ရတယ်တကယ်ကောင်းရတယ်ဆိုစပိန်မှာဆိုရိုဒရီအရန်ကောင်းတယ်ရိုဒရီကအတမကဲမာစတာကလပ်ပဲအခုလည်းဒါပွဲစဉ်တောက်လျှောက်အကောင်းဆုံးကစားသမားစုဖြစ်တဲ့ဒါရွှေဘောလုံးစုကိုရိုဒရီရသွားတယ်ဒါပွဲစဉ်တောက်လျှောက်ဒါရွှေဖနက်စုကိုတော့ဒါအမ်ဘာပေရသွားတယ်လူငယ်ကောင်းဆုံးကစားသမားစုကိုတော့ဒါစပိန်အသင်းကကူပါစီရသွားတယ်ဒါကိုရွှေလဲရေးစုကတော့ဒါဦးတိုင်းစီမုံပဲစပိန်ကဦးတိုင်းစီမုံပဲရသွားတယ်ပေါ့ဗျာဒါအာဂျင်တီးနားအနေနဲ့ဆေးဝါးပလိတ်ဒါဒုတိယဆုကလွယ်လို့ကျွန်တော်ဘာမှမရဘဲနဲ့အသေးတူးချင်းကောင်းဆုံးဆုတွေလည်းမရဘဲနဲ့ဒါဒီနေ့ကမ္ဘာဖလားပြီးဆုံးသွားခဲ့တယ်ပေါ့ဗျာဒါပြောမယ်ဆိုရင်စပိန် congratulation မှာတကယ်ကောင်းမွန်တဲ့စပိန်တို့ရဲ့စပိန် style တီကီတာကစားခွက်နဲ့ဒါဘောလုံးလောကကိုစိုးမိုးမှာဆိုတာကျွန်တော်တို့မြင်တွေ့ရတယ်တကယ်ပြောရရင်စပိန်ရဲ့မျိုးဆက်တွေကတကယ်ကွဲလေကောင်းတဲ့မျိုးဆက်တွေတောက်လျှောက်ထွက်လာတယ်အခုရိုဒရီထွက်လာတယ်ဒါရိုဒရီကိုထွက်လာတယ်ဒီရိုဒရီပြီးရပြက်သွားမလားဆိုမပြက်ဘူးဒါပီရီတို့ပါကိုကြံသေးတယ်ဒါဟိုကောင်လေးရှိသေးတယ်ဟိုကောင်ဘာလို့လဲစားပြီးတာဟိုကောင်လေးတွေအဲ့ကောင်လေးတွေရှိသေးတယ်နောက်ပိုင်းမှာဒီကောင်လေးစပိန်ကွင်းတွေကိုပြန်ပြီးစိုးမိုးလာပြီးဆော့လာအောင်ပဲဒန်နီအော်မိုလည်းငယ်သေးတဲ့ခါကျတော့အဲ့ကောင်လေးဆော့လာအောင်ပဲလှုပ်လာအောင်ပဲစပိန်တော့တားဆီးဖို့မလွယ်ဘူးcongratulation ပါစပိန်အာဂျင်တီးနားတော်တော်စိတ်မကောင်းပါဘူး
နောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ကျွန်တော်တို့နောက်ပိုင်းကလပ်ပွဲစဉ်တွေလာမှာဖြစ်တဲ့ကြောင့်မလို့ကလပ်ပွဲတွေနဲ့အတူကလပ်ပွဲလုပ်မဲ့ဗီဒီယိုတွေနဲ့အတူအားလုံးပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်